Hello, online နဲ့နားရအားလုံးပဲမင်္ဂလာပါဗျာဒါလေးကတော့ 125i model 2023 Smart-Key version ရဲ့ဖြစ်ပေါ်ပလန်ကိုရှင်းပြပေးနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နံပါတ်1 view တို့နံပါတ်2 view နံပါတ်3 view တွေတော့24နာရီမရောဘူးဖြစ်ပါတယ်အဲ့တော့ဗတိယလာတဲ့အပေါင်းကနံပါတ်1 view တွေကိုဝင်မယ်နံပါတ်1 view ကနေပြီးတော့ညီညွတ်ကြကြိုးထွက်ပြီးတော့တော့ကို24နာရီအပေါင်း power supply ပေးမှာပေါ့နော်တော့ပွန်လိုက်တဲ့အခါမှာအဲ့ဒီညီညွတ်ကြကြိုးက net view ကြကြိုးပြောင်းပြီးတော့ step charging relay ဆွဲကွာရန်ပေါင်း main relay ရဲ့ဆွဲကွာရန်ပေါင်း ECU power node ဖို့အပေါင်း Smart-Key control unit ဖို့အပေါင်း internal nozzle ကိုအပေါင်း FID solenoid ကိုအပေါင်းနောက်တစ်ခုက fuel pump CPAP motor ကိုအပေါင်း plug coil ကိုအပေါင်းနောက်တစ်ခုကတော့ DSC စက်ထိုးကောင်းလို့ခေါ်တယ်ကျွန်တော်တို့စကန်နာ2နဲ့ချိတ်ဆက်တဲ့ကောင်းကိုလည်းတော့ဖွင့်ပြီးရောင်းအပေါင်းပေးမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့24နာရီမီရော view ဖြစ်တဲ့နံပါတ်2 backup view ကိုလည်းဗတိယနေ့အပေါင်းပေးမယ်နံပါတ်2 backup view ကနေပြီးမှစိမ့်နုနဲ့ထွက်ပြီးတော့စိမ့်နုနဲ့ကလမ်းကြောင်းတစ်ခုသွားမယ်လမ်းကြောင်းတစ်ခုက SCU လို့ခေါ်တဲ့ Smart-Key control unit ဘူးကိုလည်းပင်နံပါတ်1ကိုလည်း24နာရီအပေါင်းပေးမယ်ဘာကြောင့်လဲဆိုတော့ Smart-Key control unit ဘူးကသူကတော့ပိတ်ထားရင်တော့မှအလန်းစနစ်တွေကိုလှုပ်ဆောင်ပေးနေရတာဖြစ်လို့24နာရီအပေါင်း power supply ပေးဖို့ထားရတာဖြစ်ပါတယ်။ငယ်ရတာ backup view ကပေးတဲ့အပေါင်းက Smart-Key control unit ဘူးကို24နာရီအပေါင်းမပေးခဲ့ဘူးဆိုရင်တော့ဖုံးပိတ်စနစ်တွေလန်းစနစ်တွေရမှာမဟုတ်ပါဘူး။နောက်တစ်ခု backup view ထွက်တဲ့စိမ့်နုနဲ့က SCU ဘူးတွေမကပါဘူး။နောက်တဲ့လမ်းကြောင်းတစ်ခုဖြစ်တဲ့ speedometer တိုင်ခွက်ထဲကိုလည်း24နာရီအပေါင်းပေးရပါတယ်။ဒါမှသာတိုင်ခွက်ထဲမှာရှိနေတဲ့24နာရီကျွန်တော်တို့လင်းတဲ့မီးတွေကျွန်တော်တို့အလန်းမီးအနီရောင် smart indicator မီးအဝါရောင်နောက်တစ်ခုကတော့ကီလိုမီတာတွေနာရီတွေအတွက်ကို24နာရီလဲပတ်နိုင်မှုအတွက်ကိုတိုင်ခွက်ထဲကိုလည်း24နာရီအပေါင်း power supply ပေးဖို့ရပါတယ်တော့ဒါဆိုရင် backup ပြောတဲ့အပေါင်းကကျွန်တော်တို့က24နာရီပေးတာကလမ်းကြောင်းနှစ်ခု Smart-Key ဘူးနဲ့တိုင်ခွက်အဲ့လိုမျိုးကျွန်တော်တို့တိုင်ခွက်တွေကိုအခုလိုမျိုးဝါရင်းလိုက်လို့ဖြစ်စေအကြောင်းရင်းတစ်ခုခုကြောင့်ဖြစ်စေဖြုတ်တဲ့အခါမှာတိုင်ခွက်အောက်မှာရှိနေတဲ့ကျွန်တော်တို့ကသေရစွပ်ကို socket နောက်မှာရှိတဲ့သေရစွပ်ကိုအသေးချာလေးထိုင်ကြအောင်တက်ပါအကယ်မတက်ခဲ့ဘူးဆိုရင်ရေဆေးတဲ့အခါမှာရေငွေ့တိုင်ခွက်ရေငွေ့ရိုက်ပြီးတော့တိုင်ခွက်အလွယ်တကူနဲ့ပျက်စီးတတ်ပါတယ်အဲ့တော့သေရစွပ်ကိုတက်ဆင်တဲ့နေရာမှာလည်းအသေးချာလေးအထိုင်ကြအောင်ဖိပြီးတော့တက်ဆင်ပေးရမှာဖြစ်ပါတယ်အကယ်၍အဲ့ဒီရေစွပ်ကအထိုင်မကျခဲ့ဘူးဆိုရင်ရေဆေးတဲ့အခါပဲဖြစ်ဖြစ်မိုးရွာတဲ့အခါပဲဖြစ်ဖြစ်တိုင်ခွက်ထဲကိုရေဝင်မယ်ရေကနေပြီးတော့ short ဖြစ်ပြီးတော့တိုင်ခွက်လောင်တဲ့ပြဿနာမျိုးတွေကျွန်တော်တို့ကကြုံတွေ့နိုင်ပါတယ်နောက်တစ်ခုကျွန်တော်နံပါတ်2 view ပြီးတဲ့အခါမှာ24နာရီမီးရော view ဖြစ်တဲ့နံပါတ်3 25 ampere main view ဘာကြောင့်လဲ1နဲ့3က24နာရီမီးရော view ဖြစ်လေဖြူလေအဲ့တော့1ကတော့တော့သွားပြီးတော့ net view ထွက်ပြီးတော့နေရာ19ကိုခိုင်းတယ်2ကတော့စိမ့်နုနဲ့ထွက်ပြီးတော့တိုင်ခွက်နဲ့ SCU ကိုပေးတယ်25 ampere နံပါတ်3 main view ကကြတော့နီ view ကြားကျိုးထွက်ပြီးတော့သူကကျွန်တော်တို့ wire တုပ် line တွေကိုမသွားပါဘူးကားငယ်ခွေပြန်ကွေ့လာပြီးတော့ main relay ရဲ့ switch ဘက်ချမ်းကို24နာရီအပေါင်းပေးပါတယ်အဲ့တော့ auto scooter ဘိန်းတွေမှာဆိုရင် main relay ရဲ့ကျွန်တော်တို့က switch ဘက်ချမ်းကိုဝင်တဲ့အပေါင်းဟာအမြဲတမ်း main view ကပဲပေးပါတယ်အဲ့တော့ main relay ရဲ့အတွက် နီ view ကြားကျိုးကကျွန်တော်တို့ကကားငယ်ခွေပြန်ကွေ့မယ်ပြန်ကွေ့ပြီးသွားရင် main relay ရဲ့ switch ထဲကိုကျွန်တော်တို့က24နာရီအပေါင်းပေးထားမှာဖြစ်ပါတယ်တော့ပိတ်ထားရင်တော့အမြဲတမ်းမီးရောက်နေမှာဖြစ်ပါတယ်အဲ့လိုမျိုး main relay ရဲ့ switch ထဲကို24နာရီအပေါင်းရှိနေမှသာကျွန်တော်တို့ကတော့ဖွင့်လိုက်တဲ့အခါမှာ main relay ကကြီးပြားနဲ့ပူးပေးနိုင်မှာဖြစ်ပါတယ်ကြီးပြားမှာမီးရောက်မှာဖြစ်ပါတယ်အဲ့တော့ main relay ရဲ့ switch ထဲကိုဝင်ထားတဲ့နီပြူကြားကျိုးနဲ့ main relay ရဲ့ switch အထွက်ကြီးပြားတို့ပူးသွားဖို့ဆိုတာအဲ့ဒီ main relay ရဲ့ဆွဲကွမ်ကိုအပေါင်းလုပ်ပေးမှရမှာဖြစ်ပါတယ်အကယ်၍ဒီနီပြူကြားကျိုးမှာ24နာရီမီးမရောက်ခဲ့ဘူးဆိုရင်တော့နံပါတ်3 25 ampere main view ကိုစစ်ဆေးပေးရမှာဖြစ်ပါတယ်အဲ့တော့ main relay မှာဆွတ်နဲ့ဆွတ်နှငုတ်ဆွဲကွမ်နှငုတ်ဆွတ်နှငုတ်ကကြတော့ main view ကလာတဲ့နီပြူနဲ့အထွက်ကြီးပြားအဲ့ဒီကြီးပြားနဲ့အဲ့ဒီ main relay ကလာတဲ့ main relay ကိုဝင်တဲ့နီပြူနဲ့ပူးဖို့ဆိုတာအဲ့ဒီ main relay ရဲ့ဆွဲကွမ်ကိုအပေါင်းတို့ပေးသွင်းရမှာဖြစ်ပါတယ်အပေါင်းတို့ပြီးမှသာနီပြူအပေါင်းကကြီးပြားနဲ့ကျွန်တော်တို့ကပူးပြီးတော့ကြီးပြားမှာမီးရောက်မှာဖြစ်ပါတယ်ကလီမှာဖြူပေါက်ကချင်းင်းပြားမှာတက်ထားတာဖြစ်ပြီးတော့ရေတွေတဲတွေဝင်တဲ့အခါမှာဒီကြီးပြားကကာဝင်တက်ပြီးတော့ကျွန်တော်တို့က relay ငုတ်တွေပျက်စီးတာပတ်လန်းတွေပျက်စီးတာမျိုးတွေလည်းကျွန်တော်တို့ကကြုံတွေ့နိုင်ပါတယ်ပေါ့နော်အဲ့တော့ main view ကလာတဲ့
နေပြူကြားကျိုးကတော့ပွင့်လိုက်တဲ့အခါမှာကြီးပြားနဲ့ပူးသွားဖို့ဆိုတာ main rally ရဲ့ဆွဲကွန်ကိုအပေါင်းအနှုတ်ပေးရမယ်ကျွန်တော် auto screw ဘာတာဘိန်းတွေမှာပါတဲ့ main rally မှာဆွဲကွန်အပေါင်းအနှုတ်မှာ auto screw ဘိန်းတွေမှာဆိုရင်ဆွဲကွန်ကိုအနှုတ်ကိုအသေးပေးထားပါတယ်ကျွန်တော်ရှေ့မှာသင်ခဲ့တဲ့ကလေး160တွေ Scorpio တွေမှာလည်း main rally ရဲ့ဆွဲကွန်ဆိုဒီမှာအနှုတ်ကိုဘယ်လိုပေးလဲ24နာရီပေးပါတယ်အဲ့တော့ tester ကိုအပေါင်းမှာညက်ကျွန်တော်တို့က main rally ရဲ့ဆွဲကွန်အနှုတ်ကိုထောက်ကြည့်တဲ့အခါမှာအမြဲတမ်း ground ရောက်နေရမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ body ကနေအသေးပေးထားလို့ဖြစ်ပါတယ်နောက်တစ်ခု main rally ရဲ့ဆွဲကွန်ကိုအပေါင်းကကြတော့အသေးပေးထားတာမဟုတ်ပါဘူးတော့ပွင့်လိုက်တဲ့အခါမှာတော့အထွက် net view ကနေပြီးတော့ main rally ရဲ့ဆွဲကွန်ကိုအပေါင်းပေးမှာဖြစ်ပါတယ်ဆွဲကွန်ဆိုတာကသူ့စီကိုအပေါင်းလို့ဆိုတော့တန်လိုက်အသွင်ပြောင်းမယ်တန်လိုက်အသွင်ပြောင်းပြီးတော့ရင်ကျွန်တော်တို့ကစွတ်နှငုတ်ကိုပူးပေးမှာဖြစ်ပါတယ်အဲ့လိုစွတ်နှငုတ်ပူးသွားမှသာကြီးပြားမှမီးရောက်မှာဖြစ်ပါတယ်အဲ့တော့ main rally ရဲ့ဆွဲကွန်မှာအနှုတ်ကငကုန်းတွေကကြိုးရောင်းနေပြီးသားဖြစ်ပါတယ်ဘိန်းတိုင်းဖြစ်ပါတယ်ဆွဲကွန်အတွက်လိုအပ်တဲ့အပေါင်းကတော့ကျွန်တော်တို့ကnorth sea ကိုကျွန်တော်တို့ကနှိပ်ရပါမယ်ဒါကလေး125တွေမှာဆိုရင်တော့ဖွင့်ကျင်နေဆိုရင်ကျွန်တော်တို့က north sea ကိုအရင်နှိပ်ပေးရပါတယ် north sea နှိပ်လိုက်မှသာတော့ကဖွင့်လို့ရမှာဖြစ်ပါတယ်အကွေကျွန်တော်တို့တော့ဖွင့်ကြည့်လိုက်မယ်တော့ဖွင့်လိုက်တဲ့အခါမှာတော့ထွက် net view က main rally ရဲ့ဆွဲကွန်ကိုအပေါင်းရောက်လာပါပြီဆွဲကွန်မှာငကုန်းတွေကအနှုတ်ကရှိနေတာဆိုတော့ကွန်ကတန်လိုက်အသွင်ပြောင်းသွားပါတယ်ဆွဲကွန်ကတန်လိုက်အသွင်ပြောင်းသွားတဲ့အခါမှာနေဖြူကြားကျိုးနဲ့ကြီးပြားကပူသွားပါပြီအဲ့ဒီအချိန်ရောက်ရင်ကြီးပြားမှာမီးရောက်သွားပါပြီအဲ့တော့ပလက်လေးကိုပြောကြည့်မယ်ဆိုရင်ဗတိယလာတဲ့ပေါင်းက25 ampere main view ကိုဝင်25 ampere main view ကနေမှတစ်ဆင့်နေဖြူကြားကျိုးထွက်နေဖြူကြားကျိုးက main rally ရဲ့စွတ်ကိုဝင် main rally ရဲ့စွတ်ထွက်ကကြီးပြားနဲ့နေဖြူနဲ့ပူဖို့ဆိုတာဆွဲကွန်ကိုအပေါင်းနှုတ်ပေးရမယ်ဆွဲကွန်အတွက်လိုအပ်တဲ့နှုတ်က24နာရီပေးထားတယ်ဆွဲကွန်အတွက်လိုအပ်တဲ့ပေါင်းကတော့အတွက် net view ကပေးထားတယ်အဲ့ဒီအချိန်မှာဆွဲကွန်ကိုအပေါင်းနှုတ်ဆိုရောက်ပြီဆိုတာနဲ့ကြီးပြားနဲ့ပြန်ထွက်သွားမယ်ထွက်ပြီးတော့နံပါတ်4ဖြူတဲကိုလည်းပေးတယ်နံပါတ်5ဖြူတဲကိုလည်းပေးတယ်ဒါအပြင် step charging တို့လေး3ခုတန်းရဲ့ခလဲစားကိုလည်းဆက်နိုးသွားတဲ့အခါမှာညီဝါကနေလာမဲ့ charging board တွေကိုကျွန်တော်တို့ကယူဖို့အတွက်ဆက်သွယ်ထားပါတယ်ဒါကတော့နံပါတ်3 25 ampere main view ဖြစ်ပါတယ်25 ampere main view ကနေ new view ထွက်မယ် new view ကြားကျိုးကနေပြီးတော့ခန်းငယ်ကိုတွေ့မယ် main rally ရဲ့စွတ်ကိုဝင်မယ်စွတ်ကိုဝင်တဲ့အပေါင်းကကြီးပြားနဲ့ပြန်ထွက်ဖို့ဆိုတော့ဆွဲကွန်ကိုအပေါင်းနှုတ်ပေးရမယ်ဆွဲကွန်အတွက်လိုအပ်တဲ့အနှုတ်က24နာရီပေးထားတယ်ဆွဲကွန်အတွက်လိုအပ်တဲ့အပေါင်းကတော့ထွက် net view ကပေးထားမယ်ဆွဲကွန်ကိုအပေါင်းနှုတ်ဆိုရောက်ပြီဆိုတာနဲ့ new view နဲ့ကြီးပြားပူမယ်ကြီးပြားရဲ့တာဝန်ကတော့သူကတော့အလုပ်3ခုပေါ့နော်နံပါတ်4ဖြူကိုလည်းပေးတဲ့တာဝန်နောက်တစ်ခုကနံပါတ်5ဖြူကိုလည်းပေးမယ်နောက်တစ်ခုက step charging တို့လေးရဲ့စွတ်3ခုတန်းရဲ့ခလဲစားကိုလည်းဆက်နိုးသွားတဲ့အခါမှာ charging သွင်းမှုအတွက်ကိုလည်းဆက်သွယ်ထားရပါတယ်ကြီးပြားကိုလည်းတေချာလေးလိုက်ထောက်ကြည့်ပါတခါလေးမှကြီးပြားကကာဝင်တက်ပြီးတော့ပလန်းချောင်းပြက်နေတာမျိုးတွေရှိပါတယ်ပလန်းချောင်းပြက်နေခဲ့တယ်ဆိုရင်တော့ကျွန်တော်တို့ကနံပါတ်4ဖြူ5ဖြူတွေကိုချမီးမရောက်တာချာခြင်းမုံနဲ့ပြဿနာမျိုးတွေကျွန်တော်တို့ကကြုံတွေ့နိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ဆန်နိုးသွားတဲ့အခါမှာနီဝါကလာတဲ့ဘိုးတွေကိုကြီးပြားကယူမယ်ကြီးပြားကယူပြီးတော့ main rally ရဲ့စွတ်ထဲမှာရှိတဲ့နီဖြူနဲ့ပူမယ်ပူပြီးတော့နီဖြူကနေမှတစ်ဆင့် main ဖြူကိုသွားမယ် main ဖြူကနေမှတစ်ဆင့်ဒါဘက်ထရီကိုချာခြင်းသွင်းပေးမှဖြစ်ပါတယ်နော်ဒါကြောင့် main rally ရဲ့ထွက်ကြီးပြားက4ဖြူနဲ့5ဖြူကိုပေးရုံနဲ့မကဘဲနဲ့ step charging လေး3ခုတန်းရဲ့ခလဲစားကိုလည်းချာခြင်းသွင်းဖို့ဆက်သွယ်ထားပါတယ်ဗီဒီယိုအပိုင်းလေးပြီးသွားတဲ့အခါမှာဗီဒီယိုအပိုင်းကမှပြန်လည်ဆုံတွေ့ကြပါမယ်ကျေးဇူးတင်ပါတယ်